ကြံကာလအတွင်းပြည်နယ်နှင့်တိုင်းဒေသကြီးအချို့မိုးများနိုင်ဧပြီ23ရက်မှဧပြီ15ရက်အတွင်းပြည်နယ်နှင့်တိုင်းဒေသကြီးအချို့မိုးများနိုင်ကြောင်းပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကနေ့၏လူမှုကွန်ရက်မှတဆင့်အသိပေးရေးသားထားသည်ဧပြီ23ရက်နေ့လယ်12နာရီအထိဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းနှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းသို့အနောက်တောင်ဘက်ပင်လယ်ပြင်မှတိမ်များရွေလျားဝင်ရောက်လာပြီးညနေပိုင်းတွင်ရန်ကုန်တိုင်းပဲခူးတိုင်းဧရာဝတီတိုင်းနေပြည်တော်ကရင်ပြည်နယ်ကယားပြည်နယ်မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်မိုးအထင်ထစ်ချုံရွာပြီးနေရာကွက်၍မိုးများနိုင်ကြောင်းပြောကြားထားသည်ဧပြီလ14ရက်တွင်မန္တလေးတိုင်းနေပြည်တော်ပဲခူးရိုးမှအရှေ့ချမ်းရန်ကုန်မန္တလေးအမြန်လမ်းတစ်လျှောက်တွင်မိုးတင်းမှမိုးများနိုင်သည့်အခြေအနေများဖြစ်ပေါ်နိုင်ကြောင်းအသိပေးထားသည်ဧပြီလ15ရက်တွင်မန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနေပြည်တော်ပဲခူးတိုင်းအရှေ့ချမ်းနှင့်ရခိုင်ပြည်နယ်မြောက်ပိုင်းတို့တွင်မိုးအထင်မှနေရာကွက်၍မိုးများနိုင်ကြောင်းရင်းကအသိပေးထားသည်နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်ဧပြီလ23ရက်နေ့မွန်းလွဲ2နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်အထင်မှတိမ်ထူထပ်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပါသည်မနက်ဖြန်မွန်းတဲချိန်ထိခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာနှံ့ပြားနေပြည်တော်နှင့်ကယားပြည်နယ်တို့တွင်နေရာစိတ်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးတွင်ဒေသအလိုက်နှင့်ပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရန်ရာနှုန်း80ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်ရှင့်နောက်2ရက်အတွက်ခံမှန်းချက်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်တိမ်အထင်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမည်